အခုရက်ပိုင်းတွင်ဓာတ်ဆီဈေးကဘလောက်တက်သွားလဲဆိုရင်တချို့ဆိုင်တွေမှာစီးပြတ်တာတွေစထင်နေပြီအကြောင်းရင်းကတော့ကျွန်တော်တို့စီကမိုင်းထောင်ကြီးဝေးတဲ့အရှေ့အလယ်ပိုင်းဒေသကစစ်ပွဲကြီးပါပဲအမေရိကန်နဲ့အီရန်စစ်ဖြစ်နေတဲ့ဒီရက်ပိုင်းအတွင်းကမ္ဘာရေနံဈေးကတစီကိုဒေါ်လာ90နီးပါးအထိတက်သွားခဲ့တယ်ဒီတစ်ခါတော့စစ်ပွဲရဲ့ဒဏ်ကိုစစ်မြေပြင်ကလူတွေကြီးပဲခံနေရတာမဟုတ်တော့ဘူးမြန်မာပြည်ကပြည်သူတွေပါရင်ဆိုင်လာရပါပြီဟုတ်ကဲ့Knowledge မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပတ်ရဲ့စီးပွားရေးသုံးသပ်ချက်မှာတော့အီရန်အမေရိကန်စစ်ပွဲကြောင့်ကမ္ဘာရေနံဈေးကွက်ဘလို့ပြောင်းလဲသွားလဲဒါကမြန်မာပြည်ရဲ့လောင်စာဆီဈေးမှုနဲ့စီးပွားရေးကိုဘလို့တက်ရောက်မှုတွေရှိလာလဲဆိုတာအသေးစိတ်သုံးသပ်ပေးသွားမှာပါနောက်ဆုံးမှာတော့လာမယ့်ရက်တွေမှာစီဈေးနှုန်းတွေဘလို့ဖြစ်လာနိုင်လဲပြည်သူတွေအနေနဲ့ဘလို့ပြင်ဆင်ထားတင်လဲဆိုတဲ့အကြံပြုချက်တွေကိုပါထည့်သွင်းပေးသွားမှာမို့နောက်ဆုံးထိစောင့်ကြည့်ပေးကြပါခင်ဗျာမတ်လ23ရက်နေ့ညကဘာဖြစ်ခဲ့လဲဆိုတာပြန်ကြည့်အောင်အမေရိကန်ကအီရန်ရဲ့အထူးကရေနံတင်ပို့တဲ့ Kark ကျွန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်အမေရိကန်ဗဟာကွက်ကဲမှုဌာနချုပ် CENTCOM ရဲ့ပြောကြားချက်အရဒီတိုက်ခိုက်မှုဟာအရှေ့အလယ်ပိုင်းဒေသရဲ့တမိုင်းတစ်လှန်အထူးရောက်ဆုံးဘုံကျဲတိုက်ခိုက်မှုတစ်ခုလုံးဆိုပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်းသူ့ရဲ့ Truth Social မှာ Kark ကျွန်းပေါ်ကစစ်ရေးပြစ်မှတ်တွေအားလုံးကိုလုံးဝချေမှုန်းနိုင်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်ဒါပေမဲ့တတိထောင်းမိဖို့ကရေနံဆိုင်ရာအခြေခံအဆောက်အဦတွေကိုတော့ဖယ်ရှားဖို့မဆုံးဖြတ်ခဲ့ဘူးလို့ဆိုထားပါတယ်။ဒါပေမဲ့ Hormuz ရေလက်ကြားကနေတင်းဘော်တွေလွတ်လွတ်ဖြတ်တန်းခွင့်ကိုတယောက်ယောက်ကတားဆီးမယ်ဆိုရင်တော့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားရတော့မယ်လို့ Trump ကသတိပေးထားပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်းဒီကနေ့ဟာအီရန်စစ်ပွဲအတွင်းအီရန်ပေါ်တိုက်ခိုက်မှုအပြင်းထန်ဆုံးနေဖြစ်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။အီရန်နဲ့ပဲ့ထိန်ဒုံးကြီးတိုက်ခိုက်မှုတွေဟာ90%ကျဆင်းသွားပြီး drone တိုက်ခိုက်မှုတွေလည်း83%ကျော်ကျသွားတယ်လို့အမေရိကန်ပူးကျွဲကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ထားပါတယ်။ဒီတော့စစ်ပွဲအခြေအနေကိုသိပြီးတဲ့အခါကမ္ဘာရေနံဈေးကွက်ကဘယ်လိုတုံ့ပြန်လဲဆိုတာကြည့်အောင်။ Hormuz ရေလက်ကြားဆိုတာကမ္ဘာရေနံတင်ပို့မှုရဲ့20%လောက်ဖြတ်တန်းသွားလာရတဲ့အလွန်အရေးပါတဲ့ရေလက်ကြားပါ။ဒီနေရာမှာစစ်ပွဲဖြစ်နေတယ်ဆိုတာနဲ့ရေနံဈေးကချက်ချင်းတက်တော့လာပါပဲတနင်္လာနေ့မှာဆိုရင်ရေနံဈေးဟာတစီကိုဒေါ်လာ120နီးပါးအထိမြင့်တက်သွားခဲ့တယ်ဒါဟာလွန်ခဲ့တဲ့နှစ်အတန်ကြာအတွင်းအမြင့်ဆုံးဈေးနှုန်းတစ်ခုပါပဲနောက်ပိုင်းမှာဈေးနှုန်းတွေပြန်ကျသွားပြီမဲ့စစ်ပွဲရဲ့မရေရာမှုတွေကြောင့်ရေနံဈေးကဆက်လက်မတည်ငြိမ်ဘူးဆိုတဲ့ပြဿနာရှိနေပါတယ်ဒီလိုရေနံဈေးတက်တာဟာကျွန်တော်တို့အိမ်နီးချင်းတောင်အာရှနိုင်ငံတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်နေပါတယ်BBC သတင်းတပုတ်ရဆိုရင်အီရန်စစ်ပွဲကြောင့်တောင်အာရှကပြည်သူတွေဟာနေ့စဉ်ကုန်ကြွစရိတ်တွေအများကြီးပိုတုံးနေရပြီလို့ဆိုပါတယ်ခရီးသွားလာရေးကနေစားစရာအပင်အခြေခံကုန်ပစ္စည်းတွေအထိဈေးတွေကြီးမြင့်လာပြီးရှားပေါက်မှုတွေကိုပါစတင်ရင်ဆိုင်လာရပါတယ်ကိုယ်နေတဲ့ဒေသကနေမိုင်းထောင်ကြီးဝေးတဲ့နေရာမှာဖြစ်နေတဲ့စစ်ပွားကကိုယ်အိမ်ထဲအထိဘယ်လိုရောက်ရှိလာတယ်လဲဆိုတာဒါဟာလက်တွေ့ပြသနေပါတယ်ကဲဒီတော့အခုကျွန်တော်တို့နိုင်ငံမြန်မာပြည်ကိုပြန်ကြည့်ရအောင်ဒီစစ်ပွဲကြီးကကျွန်တော်တို့စီမှာဘလို့တက်ရောက်မှုတွေဖြစ်စေလဲပထမဆုံးအနေနဲ့တိတာထင်ရှားတာကလောင်စာဆီဈေးနှုန်းတွေပါပဲကမ္ဘာရေနံဈေးကဒေါ်လာ120အထိတက်သွားတယ်ဆိုတော့မြန်မာပြည်ကစီတင်သွင်းသူတွေအနေနဲ့ပိုဈေးကြီးပေးဝယ်ရတော့တာပါပဲမြန်မာနိုင်ငံဟာပြည်တွင်းသုံးလောင်စာဆီရအများစုကိုနိုင်ငံကနေတင်သွင်းနေရတာပါဆိုလိုတာကကမ္ဘာရေနံဈေးမတည်ငြိမ်မှုကိုဓာတ်ရိုက်ခံစားရတယ်ဆိုတာပါပဲဒါကြောင့်ပဲရပ်ပိုင်းအတွင်းပြည်တွင်းမှာဓာတ်ဆီဒီဇယ်ဈေးနှုန်းတွေတိတိတတ်တာမြင့်တက်လာတာကိုတွေ့ရပါတယ်ဒါအပြင်လေလောင်စာဆီ LPG ဈေးနှုန်းတွေလည်းမြင့်တက်လာပါတယ်တချို့နေရာတွေမှာဆီပြက်လက်မှုတွေစဖြစ်လာပြီးဝယ်ယူရမှာအကန့်အသတ်တွေနဲ့ကြုံလာရပါတယ်တနိုင်ငံလုံးမဟုတ်ပေမဲ့နယ်စပ်ဒေသတွေနဲ့မြို့ကြီးတချို့မှာဓာတ်ဆီဆိုင်တန်းစီရတဲ့မြင်ကွင်းတွေပြန်ပေါ်လာပါတယ်ဒါကဘာကိုပြနေလဲဆိုတော့စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့မရေရာမှုကကုမ္ပဏီတွေကိုစီတင်သွင်းရမှာတတိထားလာစေတယ်စီဈေးကဘယ်လိုထစ်မလဲမသိဘူးစစ်ပွဲကဘလောက်ကြာမလဲမသိဘူးဆိုတော့ထိုလောင်မှုကိုရှော့ချလိုက်တာမျိုးဖြစ်နိုင်ပါတယ်လောင်စာစီဈေးတက်တယ်ဆိုတော့ဓာတ်ဆီဆိုင်မှာပဲရဲမတော်ပါဘူးဒါဟာကုန်စည်တွေရဲ့ဈေးနှုန်းကိုပါတိုက်ရိုက်တက်ရောက်ပါတယ်ဘာလို့လဲဆိုတော့ကုန်စည်တွေတည်ယူပို့ဆောင်ရမှာလောင်စာစီကအဓိကကျတဲ့အတွက်ပါစီဈေးတက်တာနဲ့ကုန်ကျစရိတ်တွေတက်သွားတဲ့အတွက်ကုန်သည်တွေကဈေးတင်ရောင်းရတော့တာပါပဲဒါကြောင့်လာမယ့်ရက်သက်ပတ်တွေအတွင်းစားတောက်ကုန်စည်နှုန်းတွေခရီးသည်တင်ညာခတွေထပ်မံမြင့်တက်လာနိုင်တယ်လို့သုံးသပ်ရပါတယ်
စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းဒါဟာကြီးမားတဲ့စိန်ခေါ်မှုပါပဲထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာတာနဲ့အမျှဆွင်းချဆင်းလာနိုင်ပါတယ်အထူးသဖြင့်တည်ယူပို့ဆောင်ရေးကိုအဓိကထားလုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေအတွက်တော့ဒါဟာအသက်ရှူချက်လူနီးပါးအခြေအရပါပဲအိမ်အသုံးစရိတ်အဆင့်မှာလည်းလောင်စာဆီဈေးတက်တာကမိသားစုတွေကိုထိခိုက်စေပါတယ်ချက်ပြုတ်ဖို့အတွက်လေလောင်စာဆီသုံးနေရတဲ့မိသားစုတွေအနေနဲ့နေ့စဉ်ကုန်ကျစရိတ်ပိုများလာပါတယ်ဒါအပြင်ဓာတ်ဆီဈေးတက်တာနဲ့အတူကိုပိုင်ရန်နဲ့တွာလာနေရတဲ့ဝန်ထမ်းတွေကျောင်းသားတွေအတွက်လည်းခရီးစရိတ်ပိုများလာပါတယ်ကဲဒီတော့လာမယ့်ရက်သက်ပတ်တွေမှာဘာတွေဆက်ဖြစ်လာနိုင်လဲပထမအချက်ကစစ်ပွဲတာဘလောက်ကြာမလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ပါတယ်အမေရိကန်ကအီရန်ရဲ့စစ်ရေးစွမ်းရည်ကျဆင်းသွားတယ်လို့ပြောနေပေမဲ့အီရန်အနေနဲ့ဟော်မူးဇေလက်ကြားကိုပိတ်ဆို့မဲ့ချင်းချောင်မှုတွေရှိနေစေပါထရမ့်ရဲ့ပြောကြားချက်အရတင်မောတွေလက်စွာဖျက်ဆီးခွင့်ကိုတားဆီးမယ်ဆိုရင်ရေနံဆိုင်ရာအခြေခံအဆောက်အဦတွေကိုပါတိုက်ခိုက်ဖို့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားရတော့မယ်လို့ဆိုထားပါတယ်ဒါကြောင့်ရေနံဈေးနှုန်းတွေဟာလာမယ့်ရက်သက်ပတ်ဒီမှာဆက်လက်မတည်ငြိမ်ဘူးဆိုတဲ့အခြေအနေနဲ့ရင်ဆိုင်ရအောင်ပါဒီတော့ကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့ဘလို့ပြင်ဆင်ထားတင်လဲပထမဆုံးအနေနဲ့လောင်စာဆီကိုအလဟတမခေအောင်ချွေတာထုံးဆွဲဖို့လိုအပ်ပါတယ်မလိုအပ်ပဲကားမောင်းတာမျိုးစီဖြုံးတဲ့အလေးအထမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ဒုတိယအနေနဲ့ကုန်စိမ်းနှုန်းတွေထက်မှန်မြင့်တက်လာနိုင်တာကြောင့်အိမ်အသုံးစရိတ်ကိုစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်ပါတယ်တတိယအနေနဲ့သတင်းအမှားတွေကိုတတိထားဖို့လိုအပ်ပါတယ်စီပြတ်တော့မယ်ဆိုတဲ့ကောလာဟလတွေကိုယုံကြည်ပြီးအပြေးအလွှာတိုးလောင်ဝယ်ယူတာမျိုးကဈေးနှုန်းတွေကိုပုံမမြင့်တက်စေနိုင်ပါတယ်ဒီတစ်ပတ်မှာကျွန်တော်တို့ဘာတွေသိခဲ့ရလဲဆိုတာပြန်လည်သုံးသပ်ကြည့်အောင်ပထမအီရန်နဲ့အမေရိကန်စစ်ပွဲဟာကျွန်တော်တို့စီကမိုင်းထောင်ကြီးဝေးမင်ကမ္ဘာရေနံဈေးကွက်ကနေသဆင်မြန်မာပြည်ကိုပါရောက်ရှိလာပြီးလောင်စာဆီဈေးနှုန်းတွေကိုမြင့်တက်စေတယ်ဒုတိယဒီလိုစီဈေးတက်တာဟာဓာတ်ဆီဆိုင်မှာပဲရပ်မသွားပဲကုန်ဈေးနှုန်းတွေခရီးစရိတ်တွေမိသားစုအသုံးစရိတ်တွေအထိဆက်တိုက်တက်ရောက်မှုတွေရှိတယ်တတိယစစ်ပွဲရဲ့မရေရာမှုတွေကြောင့်လာမယ့်ရက်သက်ပတ်ဒီမှာလောင်စာဆီဈေးနှုန်းတွေဆက်လက်မတည်ငြိမ်နိုင်တဲ့အတွက်ချွေတာသုံးဆွဲဖို့နဲ့စနစ်တကျစီမံခန့်ခွဲဖို့လိုအပ်တယ်ကမ္ဘာစစ်ပွဲတစ်ခုရဲ့ဒဏ်ကိုမိုင်းထောင်ကြီးဝေးတဲ့ကျွန်တော်တို့နိုင်ငံကပါခံစားနေရတာဟာဒီကမ္ဘာကြီးကဘလောက်အပြန်အလှန်ဆက်နွယ်နေလဲဆိုတာကိုပြသနေပါတယ်ဒီအပတ်စီးပွားရေးသုံးသပ်ချက်ကိုကြည့်ရှုပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်အပတ်မှာလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်အသစ်တွေနဲ့ပြန်လည်တွေ့ဆုံကြပါစို့